ကိုယ့်ရဲ့ Facebook ကောက်ကိုသူများခိုးသုံးနေလားကြည့်နည်း Okay ဟုတ်ပြီဒါဆိုမိတ်ဆွေတို့ရဲ့ပေါ့နော်ဒီ Facebook ကောက်လေးထဲရင်ဆုံးဝင်လိုက်ပါ Facebook ကောက်ထဲဝင်ပြီးတော့ကိုယ့်ရဲ့ပေါ့နော်ဒီ profile လေးနှိပ်လိုက်ပါ profile လေးနှိပ်ပြီးတော့ဒီမှာ setting လေးတစ်ချက်နှိပ်လိုက်ပါပေါ့နော် setting လေးနှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်ဒီမှာ Simo and ကောက်စင်တာဆိုတဲ့ဟာလေးတွေ့တယ်ဟုတ်ဒါလေးတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်လက်လေးနဲ့ပေါ်ဆွဲတင်လိုက်ပါ password and security အဲ့ဒါလေးတစ်ချက်နှိပ်ပြီးပါပေါ့နော်ဒါလေးတစ်ချက်နှိပ်ပြီးပါပြီးပြီဆိုရင်ဒီမှာ where you are log in ဆိုတဲ့ဟာလေးတစ်ချက်နှိပ်ပြီးပါပေါ့နော်ဒါလေးနှိပ်ပြီးရင်ကိုယ့်ရဲ့ပေါ့နော်ဒါကိုယ့်ရဲ့ profile လေးတစ်ချက်နှိပ်လိုက်ပါဒီမှာ profile လေးပေါ့နော် profile လေးနှိပ်ပြီးပြီဆိုရင်ဒီမှာကိုယ်မှာသုံးနေတဲ့ဖုန်း user တွေအကုန်လုံးမှာပြတာဖြစ်တယ်ပေါ့နော်ကိုကောက်မှာပေါ့နော်ဒါသူများလေးဝင်ခိုးသုံးနေလားဆိုတော့ဒီမှာအကုန်လုံးပြတာဖြစ်တယ်ခင်ဗျကိုကကြည့်လို့ရတာဖြစ်တယ်ပေါ့နော်ကြည့်ချင်တယ်ဆိုရင်အောက်မှာပေါင်းတွေ့လာပေါ့နော် CODPD login ဆိုတဲ့ဟာလေးအဲ့ဒါလေးတစ်ချက်နှိပ်ပေးပါပေါ့နော်အဲ့လေးတစ်ချက်နှိပ်ပေးပါအဲ့လေးတစ်ချက်နှိပ်ပြီးပြီဆိုရင်ဒီမှာကိုယ့်ဖုန်းမှာပေါ့နော်သုံးနေတဲ့ဟာတွေအများကြီးပဲရှိတာဖြစ်တယ်ပေါ့နော်အဲ့ဒီဖုန်းတွေပေါ့နော်အဲ့ဒါဆိုကိုကပေါ့နော်ဒီဖုန်းဆိုကျွန်တော်တစ်ခါမှမတွေ့ဘူးဒီလားဘယ်သူကောက်မှမသိဘူးအဲ့ဒါဆိုကျွန်တော်ဒီကောင်ပေါ့နော် log out ထွက်မယ်ဆိုရင်ဒီကောင်မှန်ချက်လေးပေးလိုက်ဒီမှာ log out ထွက်ပြလိုက်ပြီးပြီဆိုရင်ပေါ့နော် log out တစ်ချက်နှိပ်လိုက်ပါဒါဆို log out ထွက်ပြီပေါ့နော်ကုတ်ကြမယ်ပေါ့နော်ကုတ်ကြတယ်ဆိုရင်ကုတ်လေးဒီမှာရိုက်ထည့်လိုက်ပါကုတ်လေးကဘယ်မှာကြမှာလဲဆို Gmail ကုတ်ကတော့ Gmail မှာကြမှာဖြစ်တယ်ပေါ့နော်အဲ့ဒါယူပြီးတော့ကိုကထည့်လိုက်ပေါ့နော်ထည့်ပြီးပြီဆိုရင်မှာ content new လေးနှိပ်လိုက်ပါအဲ့ဒါဆိုပေါ့နော် log out ပြန်ပြီးတော့ထွက်လိုက်ပြီးပြီပေါ့နော်သူဒီမှာခုနကျွန်တော်ထွက်ခဲ့တဲ့ဟာမရှိတော့ဘူးပေါ့နော်တွေ့လားပေါ့နော်ဒီအောက်မှာမရှိတော့ပါဘူးခင်ဗျအဲ့ဒါကိုကပေါ့နော် Gmail နဲ့ဖွင့်ထားတယ်ဆိုရင် Gmail မှာပေါ့နော်ရှာကြည့်လို့ရတယ်ဖုန်းနံပါတ်နဲ့ဖွင့်ထားတယ်ဖုန်းနံပါတ်မှာကုတ်ကြပေးမှဖြစ်တယ်နော်အားလုံးပဲမင်္ဂလာပါဆင်ပြေကြပါစေ